Hello ဒီနေ့မှာတော့တတမမီလေးတွေနဲ့နေ့စဉ်ပြောလေးရှိရဲ့စာကြောင်းလေးကို English လို့တစ်ချက်ပြောကြည့်အောင်နော်ဖက်နဲ့ကြိုးချီပါ tie your shoelaces tie your shoelaces ဒါလေးကင်ထားပါ hold this ကိုယ်တိုင်လုပ်ပါ do it yourself နေပူထဲမှာမစောနဲ့နော် don't play in the sun အပြင်မထွက်နဲ့နော် don't go outside အဲ့ဒါကိုမထိနဲ့ don't touch that မီးဖိုကိုမထိနဲ့ don't touch the stove ကောင်းကောင်းဝါစနော် chew well ဘာဖြစ်တာလဲ what happened ကျွန်တော်ဘိုက်ပြပြီ I'm full ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်အကယ်၍ဒီဗီဒီယိုလေးကအားလုံးတက်တုံးခဲ့ဆိုလို့ဆိုရင် comment မှာတစ်ချက် yes လို့မှန်ခဲ့ပြီပါနော် bye bye